မြန်မာလေစဉ်မျိုးသမီးတင်းရဲ့ပြိုင်ပွဲတွေကိုမကြခင်မှာကြည့်ရှုအားပေးသွားရမှာပဲဖြစ်ပါတယ်။အခုမြင်သိနေရတဲ့ပြိုင်ပွဲကတော့ AY ဘဏ်ကနေကြီးမှုကျင်းပပေးတဲ့ Tri Nation Cup ၃နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်အသင်းတွေကတော့မြန်မာအသင်းပါမယ်၊ထိုင်းအသင်းပါမယ်၊ဥဇဘက်ကစ္စတန်အသင်းတို့၃သင်းပတ်လည်ပေါ့နော်ရှင်ပြိုင်ကစားမယ့်ပြိုင်ပွဲလည်းဖြစ်ပါတယ်။မြန်မာအသင်းကတော့ကမ္ဘာအဆင့်55မှာရပ်တည်နေပါတယ်။ထိုင်းမျိုးသမီးလက်ရွေးစင်အသင်းကတော့အဆင့်50မှာရပ်တည်နေပါတယ်။ဥဇဘက်ကစ္စတန်မျိုးသမီးအသင်းကတော့အဆင့်51မှာရပ်တည်နေတယ်ပေါ့နော်ကမ္ဘာအဆင့်ပြောမှဆိုရင်ဒီပြိုင်ပွဲကကျွန်တော်တို့အထိတ်နဲ့ရှိမဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ဘာလို့ဆိုတော့ကမ္ဘာအဆင့်မသိမ်းမင်းအသင်းတွေပေါ့၃သင်းလုံးကျွန်တော်တို့ကမသိမ်းမင်းအသင်းတွေရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ဒီပြိုင်ပွဲကတော့အကျိတ်နဲ့ရှိပြီးတော့ကျွန်တော်ပြည်သက်တွေအတွက်ဖျော်ဖြေမှုပေးနိုင်မယ့်ပြိုင်ပွဲလို့လည်းကျွန်တော်တို့ယူဆလို့ရပါတယ်။ဒီပြိုင်ပွဲကိုတော့ဇွန်လ1ရက်နေ့ကနေ9ရက်နေ့အထိမြန်မာနိုင်ငံသုဝဏ္ဏကွင်းမှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့မြန်မာမျိုးသမီးလေစဉ်အသင်းကပထမကစားသမား35ဦးနဲ့ကျွန်တော်တို့စတင်ပြီးတော့ဒီလေ့ကျင့်မှုတွေကိုစတင်နေပြီဖြစ်ပါတယ်။နောက်ပိုင်းပေါ့နော်ကျွန်တော်တို့ပြည်ပကိုရောက်နေတဲ့ကစားသမားတွေကတော့ကျွန်တော်တို့မေလလောက်မှာလာပြီးတော့ပူးပေါင်းပြီးတော့လေ့ကျင့်မှုတွေပြုလုပ်မယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်။ပွဲစဉ်တွေကတော့ဇွန်လ1ရက်နေ့မှာမြန်မာအသင်းကဥဇဘက်ကစ္စတန်အသင်းနဲ့စတင်ပြီးတော့ဖွင့်ပွဲကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။သုဝဏ္ဏကွင်းမှာကစားမှာဖြစ်ပါတယ်။အချိန်ကတော့ညနေ9:00နာရီဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ဇွန်လ9ရက်နေ့မှာထိုင်းအသင်းနဲ့ရှင်ပြိုင်ကစားမှာပါ။အချိန်ကတော့ညနေ9:00နာရီပဲဖြစ်ပါတယ်။ဒီပွဲစဉ်တွေအားလုံးကိုတော့ပြည်တွင်းရုပ်သံလိုင်းတွေကနေကျွန်တော်တို့ဓာတ်ရိုက်ထုတ်လွှင့်မယ်လို့လည်းကျွန်တော်တို့သိထားရတယ်။ YouTube Channel တွေကလည်းထုတ်လွှင့်မယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်။လက်ရှိမှာတော့မြန်မာလေစဉ်မျိုးသမီးအသင်းကိုယာယီနီးပြချုပ်အဖြစ်ဒေါ်စန်းစန်းသိန်းကနေတာဝန်ယူကင်သွင်းသွားမယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဂျွန်လမှာကြည့်ရှုရမယ်ကျွန်တော်မြန်မာလေစဉ်မျိုးသမီးတင်းရဲ့ပြိုင်ပွဲတွေကိုကွင်းထဲထိသွားရောက်အပ်ပေးဖို့လည်းကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ